ဒီကဘာဦးပထမဆုံးနှစ်မှာကျွန်တော်ဟာခွန်အားတဲ့ကိုပပိုက်တစ်ခုလေးထည့်ခဲ့တာတောင်လက်သီးတစ်ချက်တည်းနဲ့ကြောက်တုံးကိုအမှုတ်ချနိုင်နေပြီးဒုတိယနှစ်မှာတော့ခွန်အားကိုထပ်တိုးလိုက်တယ်အခုဆိုကျွန်တော်ခန္ဓာကိုယ်ကဓာတ်တန်ရာတွေကိုအေးအေးဆေးဆေးကြော်ဖြတ်နိုင်နေပြီးမိဖို့ချောင်းသုံးသားတစ်ချောင်းကိုလက်ပလာနဲ့တင်တန်တိုတန်ဆအလုံးခဲဖြစ်အောင်စုပ်ချဖြစ်နိုင်တယ်ဒီလိုပါရမီမျိုးကြောင့်ပဲမြို့မှာရဲမတ်တယောက်ဖြစ်အလုပ်ရခဲ့တယ်အစိုးရလာစာနဲ့တည်ငြိမ်တဲ့ဘဝပေါ့တတိယနှစ်ချင်းအင်ပါယာကမြောက်ပိုင်းမျိုးနွယ်စုတွေနဲ့စစ်ဖြစ်တဲ့ကံကောင်းတာကကျွန်တော်မှမိသားစုနောင်ကျိုးမရှိဘူးအာနာပိုင်တွေကကျွန်တော်လိုဘာမှဆုံးရှုံးစရာမရှိတဲ့လူကိုဝင်ထုတ်ဝင်ပိုးတစ်ခုလိုမြင်ကြတယ်ကျွန်တော်ထွက်ပြေးမှာဒါမှမဟုတ်ပို့ဆိုးတာကသူတို့ကိုပြန်တော်လန်မှာစိုးရိမ်လို့စစ်မှုထမ်းစည်းရင်းတွေကနေခြံထားခဲ့ကြတယ်ဒါပေမဲ့သတင်းဆိုးကတော့ရောက်လာတာပဲကျွန်တော်အထက်လူကြီးစစ်ပွဲတဲ့ခေါ်ဆောင်ခံရတယ်သူမထွက်ခွာခင်မျက်လုံးတွေနီရဲလျက်နဲ့သူ့ရဲ့10နှစ်အရွယ်သမီးလေးရှိရာကိုကျွန်တော်လက်ထဲအနှံခဲ့တယ်သူဘယ်တော့မှပြန်မလာတော့ဘူးစတုထနှစ်မှာတော့ခွန်အားလေးပိုက်နဲ့ဆိုရင်ကျွန်တော်ဟာတာမန်လူတွေကြားထဲမှာပြိုင်ဘက်မရှိတဲ့လောက်ဖြစ်နေပြီးတပြကိုင်းတစ်ခုမြို့ကိုဝင်တိုက်တဲ့ဓာတ်တစ်ချောင်းကင်ပြီးလမ်းလျှောက်ထွက်တယ်လို့အေးလူလူပဲတပြ20ကျော်ကိုအေးအေးဆေးဆေးအနိုင်ယူပြစ်လိုက်တယ်မြို့တော်ဝန်ဦးကြီးကကျွန်တော်ကိုသူ့ရာထူးဆက်ခံသူအဖြစ်စတင်ပြိုးထောင်ပေးတယ်မြို့နေလူလူကလည်းကျွန်တော်ကိုအဆောင်ရှောင်းနဲ့ဖျားလို့ခေါ်ကြတယ်ဒါပေမဲ့ပြဿနာအသေးအမွှားလေးတစ်ခုရှိနေတယ်ကျွန်တော်တက်လိုက်တဲ့တပြတွေထဲမှာရေးဆိုတဲ့လူတစ်ယောက်ပါနေတာပဲသူ့ရဲ့အကူရိုက်ကလွန်ခဲ့တဲ့2နှစ်ကကံကောင်းလုံးလို့ကျင့်ကြံသူကိုင်းတစ်ခုရဲ့အတိမတ်ပြုခြင်းကိုခံခဲ့ရတယ်ကျင့်ကြံသူတွေဟာကလဲစားချေဖို့ဘယ်တော့မှအချိန်မဆွဲဘူးလို့ပြောကြတယ်တော်သေးတာကသူအခုမှစတာပဲ10နှစ်20လောက်ကြင်ကြံခြင်းမရှိပဲသူတောင်ပေါ်ကနေဆင်းလို့မရဘူးကျွန်တော်တွက်ချက်ကြည့်ပြီးတပြင်းချနိုင်လိုက်တယ်အနှစ်20ကြာရင်ဘယ်သူကအသက်ခံရမလဲဆိုတာဘယ်သူသိမှာလဲဆဲတစ်နှစ်မြောက်နေ့မှာခွန်အားဆဲပိုက်ဆိုတာလက်သီးတစ်ချက်ထဲနဲ့လေဟာနယ်လိုင်းကိုဖန်တီးနိုင်တဲ့အတိတ်ပဲကာယခွန်အားတက်ကြီးပဲဆိုတော့တခုခုလိုအပ်နေတယ်လို့ခံစားရလို့ဒီတစ်ခါတော့တတရားတဲ့ကိုအပိုင်းတစ်ခုပြောင်းထည့်ကြည့်လိုက်တယ်အဲ့ဒီနှစ်မှာလက်လျှောက်နေရင်တင်မြေပြင်ပေါ်ကပတ်စံတွေကောက်ရပြီးငါးမြချိတ်ပလာနဲ့တင်ငါးတွေဖမ်းမိတော့တယ်ငါဟာကဘာကြီးရဲ့ရွေးချယ်ခံရသူဖြစ်လာတယ်လို့ပဲဆဲ3နှစ်မြောက်နေ့မှာသတင်းနှစ်ခုတပြိုင်နက်တည်းရောက်လာတယ်သတင်းဆိုးကတော့ရှေ့တန်းကနေရောက်လာတာရှီရအဖေဟာတခြားစစ်သည်ထောင်ပေါင်းများစွာနဲ့အတူစစ်ပွဲထဲမှာကြာဆုံးသွားခဲ့ပြီးကောင်မလေးခမများအတန်တွေကွဲအပ်သွားတဲ့အထိငိုကြွေးရှာတယ်။သတင်းကောင်းကတော့ရှွန်ရှောက်စကွန်ရှယ်ဂိုင်းကဆရာတယောက်ဟာကန်တရားထူးထူးခြားခြားကောင်းတဲ့လူဒီဒေတာမှာရှိနေတယ်ဆိုပြီးတပည့်ရှာဖို့တောင်ပေါ်ကဆင်းလာတာပဲအဲ့ဒီလူကကျွန်တော်ပဲဖြစ်ရမယ်လို့ထင်ခဲ့ပေမဲ့စမ်းတက်ကြည့်တဲ့အခါရှီရဖြစ်နေတယ်။ရှီယာကမသွားချင်ဘူးသူမကကျွန်တော်ဘယ်တော့မှအသက်မကြီးဘူးဆိုတဲ့လှုပ်ဝက်ချက်ကိုတီးထားပြီးသားတနေ့ကျရင်ကျွန်တော်ဘေးနားမှာထာဝရအတူရှိနေနိုင်ဖို့မျှော်လင့်ချက်နဲ့ပေါ့နောက်ဆုံးတော့သူမဂိုင်းတပည့်ဖြစ်ဖို့သဘောတူလိုက်တယ်သူမရဲ့တခုလေးသောစီကံချက်ကကျွန်တော်ကိုပါခေါ်သွားဖို့ပဲဒါပေမဲ့လက်တွေ့ဘဝကရက်ဆက်ပါတယ်ဆရာကြီးကကျွန်တော်ရဲ့ဝိညာဉ်မြစ်ကိုစစ်ဆေးပြီးစကားလေးကိုပဲပြောတယ်ဝိညာဉ်မြစ်မရှိပါရမီမပါတဲ့ကျွန်တော်ကိုဂိုင်းနဲ့ခေါ်သွားရင်ဝင်ထုတ်ဝင်ပိုးပဲဖြစ်မှာမို့တကားဝါကနေပဲပြန်လွတ်လိုက်တယ်ရော်ကြီးအနေနဲ့ဆရာကြီးကကျွန်တော်ကိုကြိုက်တဲ့ပစ္စည်းတစ်ခုရွေးခိုင်းတယ်ကျွန်တော်ကနက်လက်နက်တွေကိုလက်ကပြပြီးညှင်းလိုက်ပြီးတက်တန်းကိုခွန်အားနဲ့လဲလဲရတဲ့ကျင့်စဉ်မျိုးရှိပါသလားလို့မေးလိုက်တယ်။သူကကျွန်တော်ကိုသူမြင်ဘူးသမျှထဲမှာအတုံးဆုံးလူတစ်ယောက်လိုစိုက်ကြည့်ပြီးထာဝရအသက်ရှူခြင်းကျင့်စဉ်ဆိုတဲ့နွမ်းဖတ်နေတဲ့လက်ဆွဲစာအုပ်တစ်အုပ်နဲ့အခြေခံစေးလုံးနှလုံးဖြစ်ပေးခဲ့တယ်။စာအုပ်ထဲမှာရေးထားတာကအမြုတေအဆင့်ရောက်ဖို့နှစ်300ဝိညာဉ်စပြိုးဆင့်ရောက်ဖို့နှစ်3000သူတော်စင်ဖြစ်ဖို့နှစ်3000နဲ့ကဘာပေါ်မှာပြိုင်ဘက်ကင်းဖြစ်ဖို့နှစ်3သိန်းနဲ့ပိုကောင်းတာကတက်တန်းကို3ဆပိုမိုလောင်ကျွမ်းစေပြီးကျင့်ကြံခြင်းအရှိန်ကို3ဆမြန်ဆန်စေနိုင်တာပဲဒီကျင့်စဉ်ကကျွန်တော်အတွက်တီးတက်လုပ်ထားတယ်လို့ပဲတခြားလူတွေနှစ်300ကြာမဲ့အရာကကျွန်တော်အတွက်200ပဲကြာမှာအချိန်တွေကုန်လွန်သွားခဲ့တယ်နောက်ထပ်10နှစ်ကြာသွားတယ်မြို့တော်ဝင်ဦးကြီးအနားယူသွားလို့ကျွန်တော်ပဲတဘာဝကြမြို့တော်ဝင်ရာထူးကိုဆက်ခံလိုက်တယ်အခုဆိုကျွန်တော်ရဲ့ကအထင်ကြီးစရာကောင်းနေပြီခွန်အားက20ကန်တရားက6ဖြစ်နေပြီကျွန်တော်ကကြွေကြနေတဲ့တရွက်ကိုလက်ဖြစ်တောက်လိုက်ရုံနဲ့တင်မီတာ50အကွာကမာကျောတဲ့ကြောက်ဆောင်ကိုဖောက်ထွက်သွားစေနိုင်တယ်ကျွန်တော်ရဲ့မြင်မာတဲ့ကန်တရားရဲ့ပံ့ပိုးမှုကြောင့်ထာဝရအသက်ရှူခြင်းကျင့်စဉ်ဟာလက်ကြီးအသက်ရှူခြင်းကျင့်စဉ်အဖြစ်ဆင့်ကဲပြောင်းလဲသွားတယ်ကျွန်တော်ရဲ့ကြော်စုံမှုကစတင်ပြန့်နှံ့လာတယ်။ရေကြီးရမျက်နှာရရှောက်သွားနေတဲ့အတိုင်းဝိုင်းပေါင်းစုံကလူတွေဟာကျွန်တော်ကိုရှာဖို့မျိုးတဲကိုအစုလိုက်အပြုံလိုက်ရောက်လာကြတယ်။မျိုးနွယ်စုလိုက်အသက်ခံရလို့ကြံရစ်တဲ့မိဘမဲ့ကလေးတွေအပေခံလိုက်ရတဲ့ပါရမီရှင်တွေကျင့်ကြံခြင်းတွေကြောပျက်စီးသွားတဲ့ရှုံးနေသူတွေအဲ့ဒီလူတိုင်းရဲ့မျက်နှာမှာဟာဆယ်လိုက်အရှိန်ဝါတွေအထင်သာပေါ်နေကြတယ်။သူတို့ကကျွန်တော်တကားဝါမှာဒူးထောက်ပြီးတပည့်အဖြစ်လက်ခံဖို့တောင်းပန်ကြတယ်ကျွန်တော်အားလုံးကိုညှင်းပစ်လိုက်တယ်နောက်ပြောင်နေတာလားရန်သူတွေကန်ဆိုးမှုတွေနဲ့ package လိုက်ပါလာမဲ့လူတွေကိုတပည့်အဖြစ်လက်ခံလိုက်ရင်ကျွန်တော်ဘဝတစ်ခုလုံးခေါင်းကိုက်စရာတွေပဲဖြစ်နေမှာပေါ့သူတို့ကမျိုးကနေမထွက်သွားပဲဒီမှာပဲအခြေချနေထိုင်ကြတယ်ကျွန်တော်ရဲ့အေဂျင့်လာတဲ့ကန်တန်မျိုးလေးဟာလူတိုင်းကကဘာသေးလေးလိုခေါ်ရလောက်တဲ့အထိပြောင်းလဲသွားခဲ့တယ်တနေ့မှာတော့တယောက်ကကျွန်တော်ရဲ့အကန့်အသတ်ကိုစမ်းသပ်ခြင်းလို့ကျွန်တော်နေမြေထဲမှာရံပွဲဖြစ်အောင်လူမိုက်ကိုင်းတစ်ခုကိုတမင်တက်ဆေးလုပ်ခဲ့တယ်ကျွန်တော်လက်ဖက်ရည်ဆိုင်မှာထိုင်နေရင်မတ်တက်ရက်ဖို့တောင်စိတ်မကူးဘူးလက်ညှိုးတစ်ချောင်းကိုလက်ဖက်ရည်တစ်ဆက်ထဲနှစ်ပြီးတောက်လိုက်တယ်လက်ဖက်ရည်ဆက်ကအမြောက်ဆန်လိုလွင့်ထွက်သွားပြီးအဲ့ဒီလူမိုက်ကောင်းဆောင်ကိုမီတာပေါင်းများစွာအဝေးကြီးအထိလွင့်ထွက်သွားစေတယ်လမ်းတစ်ဝက်လောက်ကတော့ရိုက်ခတ်မှုကြောင့်ပြိုကျပျက်စီးသွားခဲ့တယ်လူအုပ်ကြီးမျက်နှာဖြူလျော်သွားပြီးပြဿနာကငြိမ်းအေးသွားတယ်အဲ့ဒီနောက်ကလန့်ကာနောက်ကနေကျိုးကင်နေတဲ့လူကတောင်းပန်ဖို့ရှေ့ထွက်လာတယ်သူကချင်းအင်ပါယာရဲ့နန်းတွင်းကိုရန်တော်ဗျူရိုကအရာရှိတယောက်ဖြစ်နေတယ်သူကကျွန်တော်ကိုအနားယူနေရကနေထွက်ပြီးအင်ပါယာကိုကယ်တင်ပေးဖို့တောင်းဆိုတယ်ကျွန်တော်မိကုန်းတစ်ခုပဲမေးလိုက်တယ်ချင်းအင်ပါယာမှာတခြားကျင့်ကြံသူတွေမကြမ်းတော့ဘူးလားလို့ဘာလို့လဲဆိုတော့ကျွန်တော်ဒီကဘာကိုစရောက်ခါစားကကျင့်ကြံသူတယောက်ကောင်းကင်ကနေဆင်းလာပြီးမြို့တစ်မြို့လုံးကိုလက်ဝါးတစ်ချက်ထဲနဲ့ပြတ်ချက်သွားအောင်ဖျက်ဆီးပစ်တာကိုကိုယ်တိုင်မြင်ခဲ့ဘူးလို့ပဲအဲ့ဒါကြောင့်ပဲကျွန်တော်ကလူမသိအောင်အောင်းနေပြီးခွန်အားကိုတိတ်တဆိတ်တိစောင့်နေခဲ့တာအခုကျမှဘာလို့အားကိုးစရာလူမရှိတော့ရတာလဲနောက်ထပ်တယောက်တော့ရှိသေးတယ်လို့သူကပြောတယ်
ဒါပေမဲ့အဲ့ဒီလူကလွန်ခဲ့တဲ့အချိန်တော်ကြာကလေးကတေချင်းတရားကျင့်စဉ်ကျင့်ကြံဖို့အောင်းနေခဲ့တာလောကကြီးနဲ့လုံးဝအဆက်အသွယ်ပြတ်နေတာအခုဆိုမင်းတယောက်ပဲကျန်တော့တဲ့သူစီကနေပဲကျွန်တော်သိလိုက်ရတာကဒီကဘာဟာတာမန်လူသားတွေနေတဲ့လူလောကတသက်ပဲတကယ်ကျင့်ကြံခြင်းကဘာကဝိညာဉ်လောကဖြစ်တဲ့အကယ်၍ဝိညာဉ်လောကကကျင့်ကြံသူတွေလူလောကတွေကိုအတင်းအဓမ္မဆင်းလာရင်ကောင်းကင်ဘုံရဲ့နိယာမတရားတွေကသူတို့ရဲ့ခွန်အားကိုနှိပ်ကွပ်ပစ်လိုက်တယ်အဲ့ဒါကြောင့်ဒီဘက်ကိုဆင်းလာဖို့ဘယ်သူမှစိတ်မဝင်စားကြတာအားလုံးရှင်းသွားပြီးတော့တကယ်ကိုရင်ခုန်စရာခံစားလိုက်ရတယ်ဒီကဘာမှာတကယ်အနေရရှိတဲ့လူတိတ်မရှိဘူးပဲငါသာနောက်ထပ်နှစ်ပေါင်းတောင်းချီပြီးအောင်းနေလိုက်ရင်ငါဟာဘယ်သူမှမရှင်နိုင်တဲ့လူဖြစ်လာတော့မယ်အခုချက်ချင်းထွက်တိုက်ဖို့ကတော့ကျွန်တော်ဝေဝါးတောင်စဉ်းစားမနေပဲခေါင်းခါလိုက်တယ်ကျွန်တော်ပုံရိပ်ကဝေဝါးသွားပြီးလေထဲမှာတင်ပြက်ကွက်သွားခဲ့တဲ့စစ်ပွဲဆိုတာတမိုးပိဆက်ရမှုချင်းမတူသလိုအနေရလဲတင်ရတယ်ကျွန်တော်မသွားဘူးဒါပဲရက်အနေငယ်ကြာသွားတယ်ဘာအကြောင်းပြချက်မှမရှိပဲမျိုးထဲမှာ၆ကပ်ပြီးတေဆုံးနေတဲ့အလောင်းချို့ပေါ်လာတယ်သူတို့ရဲ့မျက်နှာတွေကကြောက်လန့်တကြားနဲ့တွေ့လိမ့်နေကြတယ်လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကလည်းဒီလိုမျိုးဖြစ်ဖူးတယ်အဲ့ဒီတုန်းကဆရာကြီးယုံကဖြည့်ရှင်းပေးခဲ့တာကိုမှတ်မိနေတယ်ဒီတစ်ခါတော့ဆရာကြီးယုံကိုဘယ်မှရှာမတွေ့တော့ဘူးနောက်ဆုံးရောက်လာတာကတော့သူ့ရဲ့အလောင်းနဲ့နှုတ်ဆက်စာတစ်စောင်ပဲစာထဲမှာရှင်းရှင်းလင်းလင်းရေးထားတာကလူသက်သမားကတော့ငကားအဖြစ်ပြောင်းလဲလူနီးပါးဖြစ်နေတဲ့တောင်နဲ့ထဲကမွေကြီးတစ်ကောင်ပဲသူကလူသားတွေရဲ့တက်ဆောင်အားကိုစုပ်ယူပြီးကျင့်ကြံနေရတဲ့ကျွန်တော်စာကိုဖတ်ပြီးဘေးကကြည့်နေတဲ့လူအုပ်ကြီးဘက်လှည့်ကမေးလိုက်တယ်တောင်ကိုရွှေ့ခဲ့တဲ့အဖိုးအိုရဲ့တန်တာကြီးကိုကြားဘူးကြလားလို့အဲ့ဒီအဖိုးအိုကကျွန်တော်ပဲအဲ့ဒီညမှာပဲကျွန်တော်တောင်ပေါ်ကိုတယောက်တည်းတက်သွားခဲ့တယ်ငွေမီးပုံတန်းရှိတဲ့တောင်ကြီးရဲ့ရှေ့မှာရက်ပြီးခွန်အား25ဖွင့်နဲ့ကျွန်တော်ညာလက်သီးကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်ဝုံမြေပြင်ကြီးကွဲအပ်သွားတဲ့လက်သီးတစ်ချက်တည်းနဲ့တောင်တစ်ခုလုံးအပိုင်းပိုင်းဆဆဖြစ်သွားခဲ့တဲ့အပြက်စီးတွေကြားထဲမှာမီတာပေါင်းများစွာရှည်လျားတဲ့ငွေကြီးတစ်ကောင်ဟာတေလူမျိုးပါဖြစ်နေရှာတယ်ငွေကြီးကဟိန်းဟောက်တယ်ငါနဂါးဖြစ်ဖို့နောက်ထပ်ဝိညာဉ်တရားပဲလိုတော့တာမင်းငါရဲ့ထာဝရအသက်လမ်းကိုဖျက်ဆီးပစ်လိုက်ပြီးမင်းကောင်းကင်ဘုံရဲ့အပြစ်ပေးမှုကိုမကြောက်ဘူးလားတဲ့စိတ်မကောင်းပါဘူးငါကဒီကဘာကလူမဟုတ်ဘူးဒီကဘာကကောင်းကင်နေရာမှာတွေငါအပေါ်တက်ရောက်မှုရှိမရှိဆိုတာတကယ်တော့ပြောရခက်တယ်နောက်ထပ်လက်သီးတစ်ချက်ငွေနဲ့စိုးတည်သွားခဲ့ပြီးကျွန်တော်ကိုအံ့ဩစေတာကကန်တရားဖွင့်တွေရဲ့ပံ့ပိုးမှုကြောင့်သူ့ခန္ဓာကိုယ်ထဲကငကားအရှိန်ဝါတမြင်ကိုကျွန်တော်စုပ်ယူလိုက်နိုင်တာပဲအခုဆိုကျွန်တော်မှာအဝေးကနေလှမ်းတက်နိုင်တဲ့စွမ်းရည် ability to kill from a distance ရသွားပြီးဒီအဆင့်မှာတော့ကျွန်တော်ရဲ့တိုက်ခိုက်ရေးစွမ်းရည်ဟာအခြေခံအဆင့်ရဲ့အဆင့်8ဒါမှမဟုတ်အဆင့်9လောက်ရှိနေပြီလို့ခန့်မှန်းရတယ်နောက်တနေ့မနက်မှာမြို့လူထုကတောက်တစ်ခုလုံးပြောက်ကွယ်သွားတာကိုတွေ့လိုက်ရတယ်အားလုံးကကျွန်တော်လက်ချက်လို့တန်တရားဝင်ကြပြီးကျွန်တော်ကိုခြေတလန်းပြိုင်ဘက်ကင်းဆိုတဲ့အမည်ပြောင်းပေးကြတယ်ဘာလို့ခြေတလန်းပဲလဲဆိုတော့ကျွန်တော်တကယ်ချင်းကြံသူတယောက်နဲ့တိုက်ခိုက်တာကိုဘယ်သူမှမမြင်ဘူးကြလို့ပဲဘာပဲဖြစ်ဖြစ်အဲ့ဒီဖြစ်ရပြီးနောက်ဂန်တန်မျိုးလေးဟာကျွန်တော်နားမှာနေကျင်ကြတဲ့ကိုခံပညာရှင်တွေထပ်မံရောက်ရှိလာပြန်တယ်ဒီလိုလှည့်လည်သွားလာသူတွေကြောင့်ပဲမြို့ကိုတရားဝင်ကိုခံပညာကဘာငယ်လေးလို့အမည်ပြောင်းလိုက်ကြတယ်ဒါပေမဲ့ဒါတွေကကျွန်တော်ပေါ်ဘာမှတက်ရောက်မှုမရှိပါဘူးလူမသိအောင်အောင်းနေဖို့ကတော့အခုအချိန်မှမဖြစ်နိုင်တော့ဘူးပေါ့ဆယ်စုနှစ်ပေါင်းများစွာထပ်မံအောင်းနေခဲ့တယ်ပြင်ပကဘာကတော့အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီးဧကရစ်အသစ်တစ်ပါးအချင်းထီနန်းကိုဆက်ခံပြီးရှီလန်းစမျက်နှာကတော့ချက်ချင်းဆိုသလိုပြိုလဲသွားခဲ့တယ်ကိုခံပညာကဘာငယ်လေးဟာလည်းတကယ်အကျက်တဲနဲ့ရင်ဆိုင်ရတော့တယ်လွန်ခဲ့တဲ့အနှစ်30ကကြင်ကြံသူကောင်းနဲ့ဝင်သွားတဲ့ရိုက်ပြန်ရောက်လာပြီးမြစ်တစ်ဖက်30မြစ်တစ်ဖက်30ကအချိန်တွေပြောင်းလဲသွားပြီးဆိုတလို့ပေါ့အတိတ်ကရိုက်ခါအခုဆိုခိုင်းရဲ့အစင်းမြင့်ကြင်ကြံသူတယောက်ဖြစ်နေပြီးသူဒီကိုလာတာကသူ့ညီရိုက်ဒီကိုခံပညာကဘာငယ်လေးမှာတေဆုံးသွားခဲ့တာကိုတိလို့ကလဲစားချေဖို့လာတာအထူးသဖြင့်သူကကိုခံပညာကဘာငယ်လေးရဲ့ဂိုင်းချုပ်လေးယောက်ကိုအင်အားသုံးနှိမ်နှင်းပြီးတဲ့နောက်ဒီမျိုးထဲမှာတောင်တွေကိုဖြိုနိုင်မြစ်တွေကိုဖျက်နိုင်တဲ့အစွမ်းအရှိပြီးကြင်ကြံသူတယောက်လိုလှုပ်ရှားနိုင်တဲ့သူကျွန်တော်အကြောင်းကိုသိသွားတဲ့အခါမှာပေါ့ရိုက်ကချက်ချင်းတွေးမိသွားတယ်သူ့ညီကိုတတ်ခဲ့တာကျွန်တော်ပဲဖြစ်ရမယ်လို့ကျွန်တော်ရဲ့ခွန်အားနဲ့ပတ်သက်လို့တော့သူကနည်းနည်းမှမကြောက်ဘူးတောင်းတွေကိုဖြိုမြစ်တွေကိုဖျက်တာမျိုးကသူလဲလုံနိုင်တာပဲလေအဲ့ဒါကြောင့်ခိုင်းလေးခုကလူတွေကကျွန်တော်တကားဝအထိလာပြီးကျွန်တော်ကိုလာနှိုးကြရတယ်အောင်းနေရာကထွက်လာပြီးနောက်ကျွန်တော်ပထမဆုံးတိုက်ရမယ့်ပွဲတကယ်ကြင်ကြံသူစစ်တယောက်နဲ့ပထမဆုံးရင်ဆိုင်ရမယ့်ပွဲကစတော့မှဒါပေမဲ့တကယ်တော့ကျွန်တော်လုံးဝမစိုးရိမ်ပါဘူးအဝေးကလာတဲ့ဧည့်သည်ပဲလေအရင်ဆုံးလက်သီးချင်းအနှဲငယ်လဲလှယ်ကြည့်တာပေါ့ငါသူ့ကိုမတက်နိုင်ရင်တော့နောက်မှအပြင်ကိုကန်ထုတ်ပစ်လိုက်လို့ရတာပဲအထူးသဖြင့်ဒီကဘာမှာဆယ်စုနှစ်ပေါင်းများစွာနေပြီးတဲ့နောက်ကျွန်တော်ရဲ့ခွန်အားဖွင့်က30အထိရောက်နေပြီးကျွန်တော်ရဲ့စွမ်းအားကတာမန်ကြင်ကြံသူတွေရှင်နိုင်တဲ့အဆင့်ထက်အဝေးကြီးကိုကျော်လွန်နေပြီးကောင်းကင်ပေါ်မှာနတ်ဖျားတစ်ပါးလိုမာနတစ်ထောင်နဲ့ပြန်ဝဲနေတဲ့ရိုက်ကိုရင်ဆိုင်ရင်ကျွန်တော်လုံးဝတည်ငြိမ်နေခဲ့တယ်သူကကျွန်တော်ကိုငုံကြည့်ပြီးငါရဲ့အတုံးမကျတဲ့ညီလေးကိုတတ်ခဲ့တာမင်းလားတည်သွားတာပဲကောင်းပါတယ်သူ့ကိုတတ်လိုက်တာကမင်းတို့လိုပိုးမွားတွေအားလုံးကိုငါတက်ပစ်ဖို့အကြောင်းပြချက်ကောင်းရသွားတာပေါ့တဲ့မင်းရဲ့စိတ်ထဲမှာအာဃာတတွေတိတ်များနေပြီရိုက်စကားပြောလို့ပြီးသွားပြီးသူကလက်ကိုမြောက်ပြီးဓာတ်အရှိန်ဝါတစ်ချက်ကိုအောက်ဖက်သို့ခုတ်ချလိုက်တဲ့ကြည့်နေတဲ့လူတိုင်းကြောက်လန့်တကြားဖြစ်နေချိန်မှာကျွန်တော်ကလက်ညှိုးနဲ့လက်ခလဲနှချောင်းထဲကိုဆန့်ထုတ်ပြီးပြန်တန်းလာတဲ့ဓာတ်ကိုအေးဆေးပဲညှက်ဖမ်းလိုက်တယ်ပြီးတော့လက်ဖြစ်တစ်ချက်တောက်လိုက်တယ်ပြန်ကန်ထွက်သွားတဲ့အရှိန်ကကြောက်စရာကောင်းလို့ရိုက်ကိုလေထဲမှာမီတာရာပေါင်းများစွာအဝေးကိုလွင့်စင်သွားစေတယ်ကြင်ကြံသူဆိုတာဒါပဲလားနည်းနည်းတော့စိတ်ပြတ်ဖို့ကောင်းတာအဲ့ဒီစကလုံးတွေက like ကိုဒေါသနဲ့အဆက်ကွဲခြင်းရဲ့အထုပ်ထိပ်သို့တွန်းပို့လိုက်တယ်သူကသူ့ရဲ့ဝိညာဉ်လက်နက် soul artifact ကိုဆင့်ခေါ်ပြီးကောင်းကင်တစ်ခုလုံးမှာဓာတ်အဆောင်ပေါင်း1000ရဲ့မုံတိုင်းကိုဆင်နွှဲလိုက်တယ်ကျွန်တော်ကိုအစအနမကြံအောင်ဖျက်ဆီးပစ်ချင်နေတာဒါကိုဖမ်းကြည့်စမ်းကျွန်တော်လက်မောင်းတစ်ဖက်ကိုဝေးရလိုက်တော့ရွှေရောင်ငကားအရှိန်ဝါ golden dragon child တစ်ခုဟိန်းဟောက်ထွက်သွားပြီးဓာတ်သွားတိုင်းဟာတစ်စက္ကန့်အတွင်းမှာပဲအပိုင်းပိုင်းဆဆကြေမွသွားခဲ့တယ်တကယ်ချင်းကြံချင်းဆိုတာဘာလဲဆိုတာငါမင်းကိုပြမယ်
ကျွန်တော်လက်ညှိုးတစ်ချောင်းကိုဆန့်ထုတ်ပြီးအဝေးကနေဖြစ်တောက်လိုက်တယ်လေထုကြီးပောက်ကွဲသွားပြီးမြေပြင်ကြီးတုန်ခါသွားခဲ့တယ်ဖြတ်အားပြင်းတဲ့ရိုက်ခတ်မှုလိုင်းကရိုက်ကိုဖုံမုံမဝအဖြစ်ပြောင်းလဲပစ်လိုက်တယ်လက်ညှိုးတစ်ချောင်းနဲ့မြစ်ကိုဖြတ်တဲ့တောင်ကိုဖြိုတဲ့အသက်ကိုနှုတ်တယ်ကျွန်တော်လက်ညှိုးတစ်ချက်ထဲနဲ့ကြင်ကြံသူတယောက်ကိုတက်ပစ်လိုက်တာကိုမြင်ပြီးတဲ့နောက်ရှိနေတဲ့ကိုခံပညာရှင်တိုင်းကြောချမ်းသွားကြတယ်ဘသူမှအသက်တောင်ဝါဝါမှရှူရဲကြဘူးကျွန်တော်ဘေးနားကလှည့်လည်သွားလာသူတွေကိုတီတီငိမ့်ငိမ့်ပဲကြည့်ပြီးမေးလိုက်တယ်ရိုက်လာခဲ့တဲ့ခိုင်းအကြောင်းမင်းတို့ဘယ်လောက်သိလဲလို့